အားလုံးပဲမင်္ဂလာပါအောင်မင်းတူဒီမှာအားလုံးကိုကြိုဆိုလိုက်ပါတယ်ကဲဒီဇင်ဘာ3ရက်နေ့မနက်ပိုင်းညနေပိုင်းဝင်နေချပေးမယ်အပိုင်းခွက်တွေမပြီးတော့ဘူးဆိုတာလည်းကျွန်တော်အလုံးနဲ့တစ်ဖက်နဲ့မို့လို့ဒီတွက်ချွတ်ရတာအချိန်မပေးနိုင်တဲ့ခါကျကျွန်တော်ဝမ်းချင်းပေးလိုက်မယ်ဝမ်းချင်းကမှန်ပါတယ်ဝမ်းချင်းအများကြီးမှန်ပါတယ်ကဲရှိဝေးပြောနေတော့နော်ဒီဇင်ဘာ3ရက်နေ့မနက်ပိုင်းညနေပိုင်းအတွက်ဝမ်းချင်းချပေးမယ်ဝမ်းချင်းကိုကြိုက်တာနဲ့ထိုးစင်ပြေတယ်နော်ဝမ်းချင်းကတော့ဒီဇင်ဘာ3ရက်နေ့နော်3ရက်နေ့မနက်ပိုင်းရောညနေပိုင်းရောနော်အပိုင်းကွက်ဝမ်းချင်းပြီးမှာ sorry အဲ့တော့ဒီပေါ့နော်ဝမ်းချင်းပြီးတဲ့ခါကျတော့90ရဲ့49ရဲ့90နဲ့49ကိုကြိုက်တာနဲ့ကဘာသာနဲ့ကလည်းကြိုက်တာနဲ့က90 49ကြိုက်တာနဲ့ကဝမ်းချင်းနော်မနက်ပိုင်းရောညနေပိုင်းရောကြိုက်တာနဲ့ကအဲ့လေးကိုတေချာကြည့်ပါ90 49ကိုကြိုက်တာနဲ့ကဒီစမှာမနက်ပိုင်းရောညနေပိုင်းရောတခုခုတော့ဝင်လိုက်မယ်90နဲ့4ကိုကြိုက်တာနဲ့ကနော်လက်ရှိကတော့ကျွန်တော်ရှိမှာကျွန်တော်အခုမှစလုပ်တော့ကျွန်တော်ရှိမှာမြန်မာဟိုလောက်ရှိရပါတော့10ရက်လောက်တော့ရှိရအောင်10ရက်လောက်ရှိရခါကျတော့သူတို့ကြတော့နည်းပါတော့အပိုင်းကတော့ပေးရအောင်ကွပေးရအောင်အဲကျွန်တော်ရှိမှာနည်းပါမြန်မာဝင်ခြင်းနဲ့စင်ပြေခြင်းနဲ့ဆိုရင်တော့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါဒီဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပေါ့နော်ဆက်သွယ်လိုက်ပြီးတခုပေးမှာ09ခွန်9ထားလိုက်တော့ခွန်9မသုံးတော့45ဒီ9095ခွန်9ဒီဖုန်းနံပါတ်ဆက်သွယ်လို့ရပါတယ်45 490 95ခွန်9ဒီဖုန်းနံပါတ်ဆက်သွယ်လို့ရပါတယ်ဒီဇင်ဘာ3ရက်နေ့မနက်ပိုင်းအတွက်မနက်ပိုင်းညနေပိုင်းအတွက်ဝမ်းချင်းပေးတာ94ကိုနော်โอเคအားလုံးကျေးဇူးတင်ပါတယ်